ကျေးစားလူသက်သမားတယောက်ဟာသူ့ရဲ့စနိုက်ပါရိုင်ဖယ်ကိုပြင်ဆင်ပြီးပြစ်မှတ်ကိုချိန်ရွယ်လိုက်တယ်ဒါပေမဲ့ရုတ်တရက်ပဲသူ့ရဲ့ချိန်ရွယ်မှုကိုအရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးစီပြောင်းလိုက်တာပေါ့ကားကလည်းချက်ချင်းဆိုသလိုပဲအဲ့ဒီလူကိုတိုက်ကြိတ်ပစ်လိုက်ရောဒီလိုနဲ့လူသက်သမားကြီးကလူသက်မှုကိုမတော်တဆမှုပုံစံမျိုးဖြစ်သွားအောင်ဖန်တီးပစ်လိုက်တာပေါ့ဗျာသူကတော့အေးအေးဆေးဆေးပဲသူ့ပစ္စည်းတွေကိုတင်ဆက်ပြီးချက်ချင်းထွက်ခွာသွားခဲ့တယ်အဲ့ဒီညနေမှာတော့ထုံးစံအတိုင်းပဲချင်းဆူထားတဲ့နေရာကိုသူ့အလုပ်ကြီးသွားယူဖို့ရောက်လာခဲ့တယ်ဆိုင်ကယ်ပေါ်ကဆင်းလိုက်တာနဲ့ပဲဟာနောက်ထပ်ဆိုင်ကယ်သမားတယောက်ကသူ့ကိုဝန်းကနေဝင်တိုက်ခိုက်ပါလေရောဒါပေမဲ့ကံကောင်းကျင်တော့သူကလျင်မြန်စွာပဲကားတစ်စီးရဲ့နောက်မှာခိုးကွယ်လိုက်နိုင်ခဲ့တယ်သူ့ရဲ့တိုက်ခိုက်မှုမအောင်မြင်မှန်းသိလိုက်ရတော့အဲ့ဒီဆိုင်ကယ်သမားကထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ရှေ့ဆက်သွားစရာလမ်းမရှိတော့တဲ့အခါကျတော့လှည့်ပြန်ဖို့ပဲရွေးချယ်စရာရှိတော့တာပေါ့ဒီလိုမြင်လိုက်တာနဲ့မိုက်ကကားနောက်ကနေထွက်လာပြီးသူ့ကိုဖြောင်းကားနဲ့ကန်ချပစ်လိုက်ပါတော့တယ်ဆိုင်ကယ်သမားကခုခံဖို့ကြိုးစားပေမဲ့မိုက်ကချက်ချင်းဆိုသလိုပဲသူ့ကိုဖမ်းချုပ်ပစ်လိုက်နိုင်ခဲ့တယ်ရှင်းရှင်းလင်းလင်းပဲသူကအပျော်တမ်းအရေးချင်းနှုံနေတဲ့ကျေးစားလူသက်သမားတယောက်ပဲဖြစ်နေခဲ့တယ်မိုက်ကလည်းသူ့ပေါ်အချိန်ပိုမဖြုံးချင်တော့တာနဲ့ချက်ချင်းပဲထိထိရောက်ရောက်ရှင်းပစ်လိုက်ပါတော့တယ်သူ့တထေးစီဖုန်းခေါ်လိုက်တဲ့အခါမှာတော့ဟာဒီကိစ္စတွေအားလုံးဟာပူးပေါင်းကြံစည်မှုကြီးတစ်ခုရဲ့အစိတ်ပိုင်းတွေပါလားဆိုတာကိုရုတ်တရက်သဘောပေါက်သွားပါတော့တယ်ဒေါသအကြီးကျယ်ထွက်သွားတာနဲ့မိုက်ကဖြစ်စဉ်တစ်ခုလုံးကိုနောက်ထပ်မတော်တဆမှုပုံစံမျိုးဖြစ်သွားအောင်ထပ်ပြီးဖန်တီးပစ်လိုက်ပါတော့တယ်ပြီးတာနဲ့အဲ့ဒီနေရာကနေချက်ချင်းပဲထွက်ခွာသွားခဲ့တယ်ဒါတွေမကသေးဘူးဗျာပိုဆိုးတာကအဲ့ဒီညနေပိုင်းမှာပဲသူ့ရဲ့ရီစားဟောင်းတေဆုံးသွားပြီဆိုတဲ့စိတ်ထိခိုက်စရာသတင်းဆိုးကိုပါသူကြားသိလိုက်ရတယ်သူလည်းသူမရဲ့ဇာပနာကိုတွားခဲ့တာပေါ့ဇာပနာမှာတော့သူ့ရီစားဟောင်းရဲ့ချစ်သူဖြစ်သူကသူမမတည်ခင်ကမိုက်ရဲ့ကလေးကိုကိုဝင်ရှိနေခဲ့တယ်ဆိုတာကိုပြောပြလိုက်တယ်ဒါအပြင်သူမရဲ့တေဆုံးမှုကမတင်ကားစရာကောင်းတယ်လို့တန်တရားရှိနေခဲ့ပြီးမိုက်ကိုစုံစမ်းပေးဖို့လည်းမျှော်လင့်နေခဲ့တာပေါ့ဒါနဲ့မိုက်လည်းသူ့ရီစားဟောင်းရဲ့အိမ်ကိုဝင်ရောက်ဖောက်ထွင်းပြီးစုံစမ်းဖို့ကြိုးစားခဲ့တယ်အဲ့ဒီမှာဖြစ်စဉ်ကိုပြန်လဲစူးစီးကြည့်ဖို့သူကြိုးစားခဲ့တယ်ဓာပြနှစ်ယောက်ကသူမအိမ်ထဲကိုဒီလောက်တောင်အပင်ပန်းခံဖောက်ထွင်းဝင်ရောက်ပြီးမှငွေနည်းနည်းလေးပဲယူသွားခဲ့တာကဘလို့မှကိုအတိတ်ပဲမရှိဘူးလို့သူယူဆလိုက်တယ်အဲ့ဒီနောက်မှာတော့သူမရဲ့ခန္ဓာကိုယ်စစ်ဆေးချက်အစီရင်ခံစာကိုပြန်ကြည့်လိုက်တဲ့အခါသူမရဲ့ခန္ဓာကိုယ်ထဲမှာဆိုဒီယမ်ဘာဘီတဲဆိုဒီယမ်ဘာဘတော်လက်ပစ္စည်းပါဝင်နေတာကိုတွေ့ရှိခဲ့ရတယ်ဒီဆေးဟာကျွမ်းကျင်ကျေးစားလူသက်သမားတွေကရာဇဝတ်မှုဖြစ်စဉ်တစ်ခုကိုဖန်တီးမဲ့မတိုင်ခင်သတင်းအချက်လက်တွေရယူဖို့အများဆုံးအသုံးပြုတဲ့ဆေးတစ်မျိုးပဲပြဒါကြောင့်အဲ့ဒီဓာပြနှစ်ယောက်ဟာတားကောင်ဖြစ်တုံးချခံရတဲ့သူတွေတက်တက်ပဲလို့မိုက်လုံးဝယုံကြည်သွားပါတော့တယ်တကယ်လူသက်သမားအစ်စ်တွေကတော့ကျေးစားလူသက်သမားများကလပ်ဟက်နန်စဝါဘကသူ့ရဲ့လုပ်ဖို့ကိုင်ဖက်နှစ်ယောက်ပဲဖြစ်နေခဲ့တာပေါ့